Let me talk. Let me talk. A pie go. မင်္ဂလာပါကိုလူတို့အခုကျွန်တော် Let me talk အပိုင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြဖို့အသင့်ပြင်ဆင်ထားကြပါ။ကဲလာလေမနက်မိုးလင်းစဉ်အတွေ့တွေကမြအကြောင်းထက်တဲ့စကားတွေပြန်ပြောကြည့်သွားကြလေဖေးရေးဆိုင်တကယ်ချင်းတွေ့ရင်လမ်းခေါ်ခဏလေးလေလုံးကြည့်တဲ့စကားတွေပြန်ပြောကြည့်သွားကြလေဖေးရေးဆိုင်ရောက်တဲ့ရောက်ရပါဝေကုန်လူပန်းပြီးကြရင်စိတ်ပြတ်ခဲ့တာဖြစ်သမျှအကြောင်းတွေပါသွားကြလေဖေးရေးဆိုင်ဘောရဆုံးများကြီးအပလာစကားများပြောကရောက်တဲ့ရောက်ရပါလူကြီးမင်းခေါ်ဆိုသောစိတ်လုံလာဖုန်းမှာဆက်ပိတ်ထားခြင်းသို့မဟုတ်ဆက်သွယ်မှုဧရိယာပြင်ပတွင်ရောက်ရှိနေသောကြောင့်ခေါ်ဆို၍မရနိုင်ပါရှင်လူကြီးမင်းခေါ်ဆိုသောမိုဘိုင်းဖုန်းမှာဆက်ပိတ်ထားခြင်းသို့မဟုတ်ဆက်သွယ်မှုဧရိယာပြင်ပတွင်ရောက်ရှိနေသောကြောင့်ခေါ်ဆို၍မရနိုင်ပါရှင်လူကြီးမင်းခေါ်ဆိုသော Starlink ဖုန်းမှာစောင့်မြင်ကပ်နေခြင်းသို့မဟုတ်အခြေတလိုက်လုံးနေခြင်းကြောင့်ခေါ်ဆို၍မရနိုင်ပါရှင်ဟယ်လိုကိုနွေလင်းကြားလားဗျကြားပါတယ်ကိုယ့်အကူပဲပြောကိုယ့်အကူကြားရတာပေါ့ကျွန်တော်ကိုနွေကြီးစီကိုဖုန်းဆက်ပြီးစကားတွေပြောချင်တာဖုန်းပေတွေကုန်နေလို့စားနေပဲရေးပြီးပို့လိုက်ပါတယ်ခင်ဗျာ yeah ဟာ twisty ဒါတော့ဘောပင်မှင်ကုန်နေလို့ရှိတဲ့ခဲတံကိုပဲစွေးနာနာဆွတ်ပြီးတော့ရေးလိုက်ရပါတယ်ခင်ဗျာ okay လက်ရေးမလာရင်သီးခံပြီးဖတ်ပေးပါဗျ not ဒိတ်ပဲမရှိတယ်စာရိုက်ရေးပြီးတော့လက်ရေးမလာရင်ねအပူဒီကံကောင်းထောက်မောက်စွာနဲ့ပဲကျွန်တော်ကလေမြန်မာပြည်သားကိုနွေလင်းရန်လေမြန်မာပြည်သားဖြစ်နေတာကြောင့်မြန်မာဘာသာနဲ့ပဲရေးပြီးပို့လိုက်ပါတယ်ခင်ဗျာဟုတ်ပါပြီဘာသာစကားတွေမပေါ်သေးခင်ဟိုးရင်တုန်းကတော့လူတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုဆက်သွယ်ကြမယ်လို့ကိုနွေထင်မြင်မိပါတယ်လေမဟုတ်မှလွဲရောကျွန်တော်တို့ငငယ်ရကြော်ညာသချင်းတွေကလို့ဦးအီဦးအာဗီဗီမကြည့်ချိုရေဦးအီဦးအာဗီဗီ tamarind juice ဗီ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 ချင်းချိုလေးဆွဲသွားမယ်ဗီ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 အကောင်ဆုံးမကြည့်ချိုရေဒါပေမဲ့အခုချိန်မှာအဲ့အချိုရေကဘွိုင်းကောက်ရမယ်အချိုရေဖြစ်နေတယ်ထားပါတော့ဒါတချင်းကိုပြောချင်တာဆိုပြီးများတဲ့ဥဤဥအာအတန်နေနဲ့ပြုတ်လို့ပြီးဆက်သွယ်ကြမယ်ထင်နေဗျာတဲ့ဘယ်သိနောက်တော့မှဂူနေရနေပေါ်မှာတောင်ချစ်မြောက်ချစ်လောက်ကြရင်ကနေစာရီပေတွေရေးတက်လာပြီးတယောက်နဲ့တယောက်တပြေနဲ့တရွာတနိုင်ငံကနေတနိုင်ငံစာရီရေးဖို့ကြရင်ဆက်သွယ်တက်လာကြတာနေမှာပဲဗျဟိုမျိုးမြင့်လေးတချင်းနေရလို့ပေါ့တဲ့အမလင်းရင်ထဲမှာဆိုရတော့မယ်လို့အဲ့မတချင်းကျွန်တော်ကြိုက်တယ်တချင်းမရေရမနှက်ဖြန်ရေးကတွေးစရမလွဲပါတယ်အပြေရှာတပံဝေးကြဆွေးရမှသေးကြတယ်နေကမျက်မှန်လေးနဲ့လေးနှမရဲ့ကွယ်တပြေဒီဝါစီဆက်ဆံရေးကြောင့်ဝေးကြရမယ်ထင်ပါတယ်မရေရနှက်ဖြန်ရေးကတွေးစရမလွဲပါတယ်အပြေရှာတပံဝေးကြဆွေးရမှသေးကြတယ်နေကမျက်မှန်လေးနဲ့လေးနှမရဲ့ကွယ်တပြေဒီဝါစီဆက်ဆံရေးကြောင့်ဝေးကြရမယ်ထင်ပါတယ်သဲညာနှွဲ့ခင်ကညာရဲ့မခွဲခွာခဲ့ခြင်းပါတယ်သဲညာနှွဲ့ခင်ကညာရဲ့အမြဲသာလာခဲ့ခြင်းပါတယ်တဲ့ဗျာအဲ့ဒီချင်းကိုဦးအောင်ရင်ကြီးလည်းပြန်ဆိုထားသေးတယ်ဗျာတဲ့ဟုတ်ကျုပ်ကအောင်ရင်ဖားရှင်ကိုအရင်သိတဲ့အရွယ်ပါဗျဒါကိုကျွန်တော်မပြောလဲကိုနွေးသိပြီးသားနေမှာပါဗျာတဲ့ကျွန်တော်လည်းကြောင်ပြီးပြောလိုက်မိတာနွားရှိထွန်ကျူးမိတယ်လို့များဖြစ်နေမလားမသိဘူးတဲ့ပြောရဲဆိုရဲရက်ကွက်ကနော်ကတော့ဗျကတော့တဲ့ဘုံကြီးကောင်းခောက်ပြီးတော့မှကတော့လာလှုပ်နေတယ်လှုပ်ထည့်လိုက်လို့စမုံတုံးစကတ်လန်ပြီးဆက်စပိုင်နာပါကျွတ်သွားအောင်မယ်ဒါနဲ့စကားမစက်တဲ့ဒီတချင်းနဲ့ကလေးနှမဆိုတာကုခေဆဲနေကြတာလို့မျိုးတော့မဟုတ်တော့ဘူးထင်နေဗျာတဲ့ကုခေမှာသာဆိုလေးကိုနွေကြီးလို့များပြောမိလိုက်မျက်ခွက်တစ်ချမ်းလောက်တော့အသာလေးစုပ်သွားမှာပဲထင်တယ်နော်တဲ့မျက်ခွက်တယ်မကောက်ခုနပြောတာကြားတယ်နော်စမုံတုံးစကတ်လန်ဆက်စပိုင်နာပါကျွတ်သွားမယ်တကယ်အဲ့ဒီချင်းမှာကျွန်တော်ပြောချင်တာခေါ်ရက်အပိုက်ပြရတယ်လောက်ပါအောင်ဘာလိငါခါလေးတွေခါကနာလို့
တထားလေးစီဆာလွာပါရင်တစ်ဖက်သားတွေ့တဲ့တာယာစီကြောင့်တောင်းစုပြူပါတယ်တဲ့အဲ့ဒီတခြင်းတွေကငှက်ခါလေးတွေခါခါနားလို့တတ်ထားလေးစီဆာလွာပါရင်ဆိုတဲ့စာသားလေးကတကယ်ကိုလှလိုက်တာဗျာကိုနွေးသီးသားဖြစ်နေပေမဲ့လေကျွန်တော်မိချောင်းမင်းကိုရေကင်းလေးနည်းနည်းပြစေအောင်ခမရတယ်ပြကြည့်ပါဦးဒီတစ်ခါကျတော့မိချောင်းမင်းဆိုတော့ရှိစေတော့ဟိုးရင်ခေတုံးကတနေရာနဲ့တနေရာစာတွေပို့ကြရင်စာအိတ်မှာတစိမ့်ကောင်းတွေကတ်ကြရတယ်မဟုတ်လားဗျာတဲ့အဲ့ဒီခေတ်ကစာကကျွန်တော်ကတိတ်မပို့ဘူးတော့မသိဘူးဗျအဲ့ဒီချင်းပေါ်တဲ့ခေတ်ကအသုံးများကြတဲ့တစိမ့်ကောင်းကငှက်ခါရုပ်ပုံနဲ့တစိမ့်ကောင်းမို့လို့တချင်းကြီးတဲ့ဥကျော်သိမ်းမောင်ကငှက်ခါလေးတွေခါနားခိုင်းလိုက်တာဗျအမေဒီစာရေးတဲ့လူကတော်တော်နှံ့ဆက်တာပဲဒီတချင်းရဲ့သူဥကျော်သိမ်းမောင်ဆိုတာကျွန်တော်တော့မသိဘူးအောင်ရင်တချင်းနားထောင်ရင်တေးရေးဆရာနာမည်တခါမှမကြည့်မိဘူးပြီးတော့အဲ့ဒီခေတ်ကငှက်ခါတစိမ့်ကောင်းဆိုတာလည်းတခါမှမမြင်ဘူးကျွန်တော်တို့စာရေးတက်စာဖို့တက်အရွယ်ရောက်တော့ငှက်ခါခေတ်မဟုတ်တော့ပဲခွေးချင်သေးခေတ်ဖြစ်သွားပြီကိုဗျာတဲ့ခွေးချင်သေးခေတ်တီးဦးအဲ့ဒါလေဖိုးကြီးတွေပဲသိရဟာလေတစိမ့်ကောင်းတိုင်းငွေစက်ကူတိုင်းမှာခွေးချင်သေးပုံတွေကြီးပဲမဟုတ်လားတဲ့မသိပါဘူးဗျာအဲ့ဒါတော့ခုခေတ်မှာတော့တစိမ့်ကောင်းတွေမှာဘာပုံဖြစ်သွားပြီလဲဆိုတာကျွန်တော်လည်းမပြောတတ်တော့ဘူးဗျာစားရိုက်တွေရောအလုတ်လုတ်သေးရလားမသိဘူးစားရိုက်ဒီခေတ်အလုတ်လုတ်သေးရလားတယောက်နဲ့တယောက်ရောကိုယ်တိုင်ကိုကြလက်နဲ့ရေးစာအိတ်မှာတစိမ့်ကောင်းအောင်ဆိုပြီးကတ်ပြီးတော့စာရိုက်ပုံးတွေကိုကိုယ်တိုင်တွက်ထည့်ကြတဲ့သူတွေရောရှိမှရှိအောင်ပါမလားတဲ့အဲ့ဒါတော့မသိဘူးလေဗျာဘာလို့လာမေးနေလဲကျုပ်ကဒုက္ခပဲအင်တာနက်ခေတ်ကြီးမှာအရာရာလက်မနဲ့တစ်ချက်ထိလိုက်ယုံမဲဆိုတော့ဒါပေါ့ဘသူကမှလည်းအပင်ပန်းခံပြီးခုပဲပင်မောက်လက်ရည်နဲ့စာတွေကိုပို့ကြပါအောင်မလဲနော်တဲ့ဒါတော့လက်ရည်မလာတဲ့သူတွေကတော့ဘယ်ပို့မလဲကျွန်တော်လည်းပါပါတယ်ဒီကနေ့ကနေနောက်နှစ်ပေါင်းများစွာကြာသွားတဲ့အခါလူတွေကစာတွေဖတ်တတ်ကြပြီမဲ့ကိုယ်တိုင်ကိုကြလက်နဲ့စာရေးတက်ကြပါအောင်မလားဆိုတာကိုလေမစီမဆိုင်တွေးပူနေမိပြန်ပါပြီကိုຫນွေကြီးရေတဲ့အဲ့ဒါတော့ဟုတ်တယ်ဗျကျွန်တော်တို့ဆိုရင်တော့ဒီစာကိုချရေးတဲ့အခါမှာစာလုံးပေါင်းတွေမေ့နေပြီသိလားစာလုံးပေါင်းတွေမေ့နေပြီအဲ့ဒါတော့တော်တော်ပြီးတော့ဒီ online ပေါ်မှာကြတော့အတန်ဆွဲဒါကိုပဲထည့်ရေးတာမျိုးတွေနည်းနည်းများလာတဲ့အချိန်ကျတော့တကယ်စာလုံးပေါင်းအစစ်မှန်ကိုမေ့နေကြပြီကိုຫນွေကြီးတို့အရင်ခေတ်တုန်းကတော့တဲ့ဟဲ့လူခမရကြုတ်ထက်ပူတောင်ကြီးရင်ကြီးမှာအဲ့ဒီစာတိုက်တွေဥကျော်သိမ်းမောင်တွေဘာညာအကျုံးမသိဘူးအရင်ခေတ်တုန်းကတော့တဲ့ချစ်သူတွေတယောက်တနေရာစီဝေးကွာနေကြရတဲ့အခါတယောက်တန်းတယောက်တော်ယုံနဲ့မကြားနိုင်ကြရတော့စာတရန်ပေတရန်နဲ့ပဲရေးကြဖွဲ့ကြနဲ့အလွမ်းတည်ကြရတာကိုအဲ့ဒါနဲ့ပတ်သက်တဲ့နာမည်ကြီးသချင်းတစ်ပုဒ်တောင်ရှိသေးတယ်ဗျာတဲ့နေအောင်မြအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကိုလည်းကျွန်တော်ပြောချင်သေးတယ်ဟုတ်ဆိုရမယ့်သချင်းကဘွိုင်းကောက်အဆိုတော်ရဲ့သချင်းဒါပေမဲ့ကျွန်တော်ပြောချင်တာကဝိုက်ခောက်တယ်ဆိုတာအဲ့ဒီလူရဲ့အကျိုးစီးပွားဖြစ်သွားစေမယ့်ဟာဒီသချင်းကိုကဝယ်နားထောင်လိုက်တာလို့ဝင်စရင်းလိုက်တာလို့အဲ့ဒါကြောင့်သူ့စီကိုအကျိုးစီးပွားဖြစ်ထွန်းမဲ့ဟာကိုမလုပ်တာဘွိုင်းကောက်လို့ခေါ်တာအခုကျွန်တော်အတန်နဲ့ကျွန်တော်ဆိုပြတဲ့ဟာကိုနားထောင်လို့ဒီဘွိုင်းကောက်သချင်းကိုကျွန်တော်ဆိုပြတာဗျာနားထောင်လို့ဖြစ်ခဲ့တဲ့အကျိုးရလက်တွေကတော်လိုင်းလေးကိုစီးဆင်းမှာဖြစ်တဲ့အတွက်ကျွန်တော်အတန်နဲ့ကျွန်တော်ဆိုပါတယ်ဘွိုင်းကောက်ကိုသွားမနားထောင်နဲ့နော်နားထောင်ရင်ကိုຫນွေကြီးဒီမှာလာနားထောင်ကြပါလို့မေတ္တာကိုအထူးရက်ခံကြပါတယ်ခင်ဗျာကဲဆိုပြီဗျာဝေးခဲ့ကြရပြီအချီတမြေချာနေတဲ့တို့ဘဝတွေတတိယတိုင်းလဲစာမမှန်ရေးလေသိချစ်တယ်မီတနေ့နေ့တို့နှစ်ယောက်တွေ့ချိန်ကလေးများကိုတန်းတာဆောင်စားရင်းနဲ့လေကြိုးစားထားသမျှအရာထင်လာပါရစေအပေးတတ်တဲ့ချစ်သူရေအချိန်ကြာကြီးခွေမထနဲ့တော့လေနကိုယ်သူဘဝများငြိမ်ချမ်းအေးပါရစေအတူတူနေအောင်ပြန်လာမလားကိုအယံလွမ်းနေပြီအချစ်ရေဟုတ်ကဲ့ဘွိုင်းကောက်တဲ့ချင်းကိုဘွိုင်းမကောက်ရတဲ့အဆိုတော့ကျွန်တော်ကင်စရာပါကျွန်တော်တို့ចောင်းသားဘွားကတော့တဲ့ကိုအယံလွမ်းနေပြီအချစ်ရေဆိုတဲ့နေရာမှာဖီလိုကောင်
ကိုကြီးစားနာမည်တွေထဲဆိုတတ်ကြတာကိုတဲ့အဲ့ဒီရမှာကျွန်တော်ဘော်ဒါတကောင်ရဲ့နင်းရမြောက်ကြီးဆိုတော့ကသူကောင်မလေးကကိုအရန်လွမ်းနေပြီးမြောက်ရည်ဆိုပြီးပြောင်းဆိုခဲ့ဘူးတာလေးတော့အမှတ်ရမိသွားပြီဗျာတဲ့ဟုတ်ပါဗျာအဲ့လိုတွေစောက်ခွက်ပြောင်းနေဟာတွေပေါ့နော်ကိုຫນွေကြီးကိုဆိုကောင်မလေးတွေကဘယ်လိုဆိုကြမလဲမသိဘူးနော်တဲ့သိကျင်နေပေါ့ကျွန်တော်ကတော့ကိုຫນွေကြီးကိုမြင်ဟိုသချင်းမင်းသွားတရိယာနေရဗျာတဲ့မုံရွာမင်းလုံရဲ့သချင်းလေးတဲ့အဲ့ဒီကောင်သချင်းကြကျွန်တော်မစိုးခြင်းဘူးဗျာတကယ်စောက်ဘောတော်လန်ရေးတော့ကြတော့ရေးရနဲ့စောက်ဘောတကယ်စောက်ဘောသချင်းဆိုကျွန်တော်မစိုးခြင်းဘူးသချင်းကောင်းစင်ပဲကျွန်တော်ကပြောလိုက်တယ်မယ်အသက်40岁သချင်းဒီချင်းကြကျွန်တော်မစိုးခြင်းဘူးဗျာအဲ့စောက်ဘောသချင်းမျက်နှာဟိုပါမုတ်ကိုဖနှောက်နဲ့နင်းဟန်ထားရတဲ့စောက်ခွက်နေမင်းလုံးကတော့အဲ့ထက်ချောတာဗောနော်စကားပြန်ဆက်ရရင်အဲ့လိုစာရေးတဲ့အကြောင်းသချင်းတွေရေးကြဆိုကြတဲ့အခါမှာနိုင်ငံခြားရောက်နေတဲ့သူစီကိုစာရေးတဲ့အကြောင်းကိုဆိုရတဲ့သချင်းနှစ်ပုတ်လည်းရှိသေးတယ်ဗျာနှစ်ပုတ်တော့တစ်ပုတ်ကအတန်ရမ်းကောင်းတဲ့အန်ဒီနွဲ့ရင်ဝင်းရဲ့ဂျပန်ပြည်ကိုရေးတဲ့စာဆိုတဲ့သချင်းအဲ့သချင်းကဟိုဟာကုတူတူရဲ့မီဆိုးသချင်းနဲ့အလိုက်တူတယ်ဒါပေမဲ့ तू ကသုံးထားတဲ့စက်လုံးတွေကဒီစက်လုံးအတန်ထွက် notes နဲ့ဒီသချင်းအတန်ထဲမှာပါတဲ့ notes နဲ့လွဲနေတော့ဆိုရတာနည်းနည်းတော့ထောက်တယ်ကျွန်တော်သိတော့မရဘူးဆိုတော့ဆိုပြမယ်နော်မမြင်နိုင်စွမ်းမဲဝေးတဲ့ခရီးရဲ့မရှင်သာလွမ်းစဲတော့ကတဝဲလေအချစ်ဆုံးမောင်ကိုတွေးမျောရင်သာလွမ်းမပြေတဲ့အာနွေတဲ့သူပါမောင်ရဲ့စားလေရေးပါကွယ်အဝေးမှတကယ်နိုင်ငံခြားသွားတဲ့အချစ်ဆုံးရဲ့တမြေစီချာဝေးလို့နေတယ်တောင်များထရွက်ပြီးပြန်ငယ်တော့ခွေအမောင်ရဲ့တန်တာနေတယ်အမလီဟဲ့ဒီသချင်းက1982ခုနှစ်ကထွက်တဲ့ Harry Nilsson ရဲ့ Can't Live If Living Is Without You ဆိုတဲ့သချင်းအလိုက်နေတဲ့ဟုတ်ပါတော်1981ကသချင်းတော်သိရဆိုတော့ okay ပါဗျာခမညာဘာဆက်ရေးမလဲဖတ်လိုက်အောင်မယ်ကျွန်တော်တို့ခင်မှာတော့တဲ့ Mariah Carey ပြန်ဆိုထားတာနဲ့ပဲနားရီဝါခဲ့တဲ့သချင်းမို့မဲနာဘူးကြတယ်ဗောအကောင်မလည်းကီးမြင်ပြီးနင်းငံអော်တော့ကျွန်တော်တို့မှာကီးမမီလို့လိုက်မဆိုရဲခဲ့တဲ့သချင်းမို့ဗျာမဲစိန်ခေါ်တာကိုຫນွေကြီးလေစားရှင်လိုက်ဆိုကြည့်လေတဲ့ I can't live if living is without you I can't give anymore I can't live living is without you I can't give anymoreဆိုလေမို့ကွယ်ကိုချစ်တယ်ကိုအသေးကွယ်သွားပါစေချစ်နေမယ်နားရီဥထွက်သွားတယ်ပဲကိုကကို Let me talk Let me talk Let me talkနောက်တစ်ပုဒ်ကြတော့တဲ့ကျွန်တော်တို့ရဲ့မျက်ချစ်ရှိလာတယ်ဘာလဲမျက်ချစ်ရှိလာတယ်ဆိုတာ I don't understand bro ဥဇော်ဝင်းရှင်ရဲ့မနှင်းစီတို့စာတစောင်းဆိုတဲ့သချင်းကျွန်တော်ရတယ်လို့ဆိုမယ်နော်သချင်းတွေကကြားလာပြီဆိုတော့လေနော်ကျွန်တော်ပတေးလေးတေးလေးတုန်းကသချင်းတွေဆိုတော့ The Rosie စာရေးလိုက်ပါရဲ့တိုင်းတစ်ပါးရဲ့ချာမှာမင်းဆွေမနေပါနဲ့တို့မြေယာတို့အိုတို့အိမ်မဲတို့ရဲ့မနှင်းစီတစိမ့်နဲ့နေအောင်မလားပြန်ငယ်တော့ကွယ်စာရေးလို့မှာလိုက်တယ်စိတ်စင်းရမခံနဲ့ထားခဲ့ပါမုတ်တွေထမင်းဟင်းပြန်လာစားမြမစကားပြောကမြမပြည့်ချိတ်တပိန်ဝတ်ကနိုင်ငံခြားကပြန်ခဲ့
တို့ရဲ့မနှင်းစီလေးစိတ်ကတို့ဆောင်မယ်အဆုံးတစ်ကြောင်းတော့မေလိုဒီမှားရင်မှားမယ်အဲ့တချင်းရတဲ့ဇီဝရေးပိတ်ဆိုတာတို့မမှုပါတယံဇာတာတွေပေါ်တဲ့မြေဆိုတဲ့အကော်ဒီယန်အုံးကျော်ရဲ့အဲ့ဒီခစ်ကဟိုအရင်ခစ်ကပေါ့နော်နိုင်ငံခြားရောက်နေတဲ့သူတွေကို soft power နဲ့ပြန်ခေါ်တဲ့ policy တချင်းလို့လေတချို့ကပြောကြတယ်ဗျာဟုတ်မှာပေါ့ဗျာဒီတချင်းလေးရတချင်းလေးတိုင်းပဲခံစားကြည့်လိုက်ရင်တော့အခုအချက်ချင်းပဲထုတ်ပိုးပြင်ပြီးပြည်တော်ပြန်လာခြင်းနဲ့စိတ်တွေတဖွာဖွာပေါ်လာစေတဲ့တချင်းမျိုးပေါ့တဲ့ပြန်ချင်းပြန်လေးခမရပါသားခမရဒုတ်ကောက်ပဲခုလည်းပဲလူငယ်လူရွယ်တွေနီးမျိုးစုံနဲ့ရရလမ်းကြောင်းကနေကိုချစ်တဲ့တိုင်းပြည်ကိုချစ်တဲ့မိသားစုကိုချစ်တဲ့အစားအစာတွေကိုစွန့်ခွာပြီးသူများတိုင်းပြည်မှာတစေတွေလိုလင်းတို့တွေလိုပုံရှိုးကွယ်ရှိုးတစ်မျိုးအနှိမ်ခံလို့တဖုံဂျုံလာသမျှအခက်ခဲပေါင်း16000ကိုခေါင်းငုတ်အန်ကြိတ်ခံရင်ဘဝအသက်မသေးုံတမယ်ရှင်သန်နေကြရတာဟာပျော်လွန်းနေလို့တော့မဟုတ်ဘူးဗျာတဲ့သိပ်မှန်တာပေါ့ဗျာဒါတော့ထောက်ခံနေကျွန်တော်တို့လို့စက်နေရသည်ပွဲကြိုက်တဲ့ရွှေမြမာတွေဆိုတာရွှေမြမာဆိုတာတော့ကျွန်တော်နင်းအောင်နောက်တယ်ဗျာရွှေနဲ့ပြီးရင်စောက်တလေးလှုပ်လိုက်ရင်မြမာတွေကြီးပဲထားပါတော့ရွှေမြမာတွေဆိုတာတဲ့တရားမှာ10%လောက်ပဲပျော်အောင်ထားပေးအောင်နဲ့နေစဉ်ဘဝဒုက္ခတွေကိုမေ့ပြစ်ပြီးပျော်အောင်နေတတ်ကြတဲ့သူတွေဗျာတဲ့ဒါလည်းဟုတ်တာပဲအခုက1%စာလောက်တောင်နေပြောစရာမရှိတဲ့ငါလုံးမတိုင်းပြည်ဖြစ်နေလေတော့စွန့်ခွာသွားကြတဲ့သူတွေရဲ့အပြစ်မဟုတ်ဘူးဗျမှန်ပါ၏သဘောပါလားဂျီနက်လားရှင်းလားမနဲ့ရန်သူမျိုး၅ပါးတွေကမချစ်မနှစ်သက်သောသူသာရှိမနေပြန်ခဲ့တော့ကွယ်စာရေးလို့မှားလိုက်တယ်စိတ်ဆင်းရဲမခံနဲ့ဩထားခဲ့ပါမုတ်တွေလို့တောင်တချင်းစုပြနေစရာမလိုအောင်ဝုံကနေဒိုင်းကနေဝေါကနေပြန်လာရင်ငါပြည့်ရင်းနဲ့ထမင်းကိုအာဘာရကနေဖက်စားကြမယ်သူတွေကြီးပါပဲဗျာတဲ့ပြောရင်းနဲ့ငါပြည့်နဲ့ထမင်းနဲ့တောင်နေစားခြင်းလာပြီကျွန်တော်ထမင်းကိုလက်နဲ့စားတာရှယ်ပဲကျွန်တော်တို့ဆိုတာသူများတိုင်းပြည်မှာဧည့်သည်လို့နေမဲ့အစားကိုယ်တိုင်းပြည်မှာအိမ်ရှင်လို့နေကျင်ကြတဲ့သူတွေကြီးပါပဲကိုຫນွေကြီးရေတဲ့ဟုတ်တာပေါ့ဗျာကူကမစွမ်းရင်းကလည်းရှိကစွန်းကင်းကလည်းညှိဆိုတဲ့အနေထားရောက်နေတော့ရှေတိုးလဲတဘူးနောက်ဆုလဲလှဲတော့ဖြစ်နေရပြီလေတဲ့ကဲစာအကြောင်းပြန်ဆက်ကြရအောင်ဗျာခုချိန်မှာကအစင်မပြေကြသူတွေကြီးပဲမို့အစင်မပြေတဲ့အကြောင်းတွေအစင်မပြေကြောင်းထိုင်ပြောနေရရင်အစင်မပြေမှုဘောင်းကြုံကြီးပဲဖြစ်နေမှာမို့လို့မပြောတော့တာပဲကောင်းမယ်ဗျတော်သေးတာပေါ့မပြောချင်တော့လို့သူ့ပုံစံကမီတင်တွေများနေလို့မီတင်တွေများနေတာကိုဘယ်လိုရှော့ချရမလဲဆိုပြီးမီတင်လုပ်တဲ့အကြောင်းကြီးဖြစ်နေတယ်အဲ့လိုမျိုးဒီတော့တဲ့ကိုຫນွေလင်းအောင်ကျွန်တော်မိန်းကုန်းတစ်ခုမေးပြစီတကယ်လို့ကိုຫນွေကြီးစီကိုသာစာတစောင်ရောက်လာမယ်ဆိုကိုຫນွေကြီးဘက်ကဘယ်လိုတုံ့ပြန်မလဲလက်ခံမလားညှင်းဆန်မလားစာပို့လိုက်ရင်တော့လက်ခံရမှာပေါ့ကိုຫນွေကြီးနားလည်အောင်ပြန်ပြောရရင်အမလေးစာလာရင်ပြောသလားစာလာရင်ငိုချင်သလားပေါ့စာလာရင်ဆိုတော့ဒီလိုရှိရကျွန်တော်အရင်ဘဝတုန်းကအရင်ဘဝဆိုတာနော်ဒီတုံလိုင်းကြီးမတိုင်ခင်ဘဝတုန်းကအရင်ကျွန်တော်လုပ်တဲ့အလုပ်မှာဆိုရင်အဲ့လိုမိတ်ဆက်စာတွေအများကြီးလာတယ်ကျွန်တော်အခုထိအကုန်ရှိရနော်မိတ်ဆက်စာတွေအများကြီးလာတယ်ဓာတ်ပုံတောင်းတဲ့စာတွေအများကြီးလာတယ်ဒါကတော့ကြုံလုံးကြွယ်ရတာပေါ့ဗျာမတက်နိုင်ဘူးသူရေးထားတယ်နဲ့သွားတိုက်ဆိုင်တော့အများကြီးလာတယ်လာသမျှစာတိုင်းကိုလည်းကျွန်တော်ပြန်တယ်လူတွေကိုလည်းကျွန်တော်မှတ်မိတယ်တစ်ခေါက်အရန်ကြီးရတာနေဘက်ကပေါ့နော်သူကပြောတာကိုကြီးတဲ့တငင်းကြီးကြိုက်လားတဲ့ကြိုက်တယ်လို့စာပြန်ပေးလိုက်တာရုံးဘာရောက်လာလဲဆိုတငင်းကြီးအလုံး900စဉ်းစားကြည့်တငင်းကြီးအလုံး900ဆိုတာဂုံကြီးအိတ်ဒီဆန်အိတ်အသေးထက်ကြီးတယ်တပိုင်းအိတ်လောက်ဖြစ်မလားမသိဘူးကျွန်တော်မပြောပြတတ်ဘူးအဲ့လိုအိတ်ကြီးနဲ့အလုံး900ရောက်လာရုံးကလူတွေကိုတော့ပေးလို့မလောက်ဘူးတယောက်10လုံးဒါပေမဲ့တငင်းကြီးဆိုတာလည်းကြိုက်တဲ့သူမှကြိုက်သေးတယ်ဆိုတော့မယူတဲ့သူတွေကလည်းအများကြီးပဲပါအဲ့တငင်းကြီးအိတ်ကြီးဆွဲပြီးတော့လိုင်းကားပေါ်မှာစဉ်းစားတာကြည့်လို့ဗျာပြောပြချင်တာတော့စာလာရင်ပျော်လားမပျော်လားဆိုတာစာထဲမှာပါတဲ့အကြောင်းအရာနဲ့ဆိုင်တယ်စာထဲမှာပါတဲ့အကြောင်းအရာကိုအားပေးတာကိုသဘောကျတာဆိုရင်ကိုကပျော်တယ်စာလည်းပြန်တယ်တချို့ဟာတွေကြပြန်တော့လေကိုထောက်ပြတာဝေဖန်တာဆိုရင်ပျော်တာလည်းပျော်တယ်ဒါပေမဲ့တချို့ဘောင်မဝင်တန်းမဝင်စာတွေကြတော့ကျွန်တော်ကသိစိတ်ထဲမထားပါဘူးအေးစေးပါကိုရုပ်ချောကိုအတန်ကောင်းတာကိုသိတယ်ဟုတ်တယ်မလားကဲစကားပြန်ဆက်မယ်စာလိုင်းပြောသလားစာလိုင်းငိုသလားဗောတဲ့သူဆိုခိုင်းတဲ့ချင်းကအဲ့ခွေးသားလေဒါပေမဲ့တည့်ရကြတော့ကျွန်တော်တငယ်ချင်းနော်ကဘာ
ကွယ်လွန်သွားပြီဖြစ်တဲ့တေးရေးကဘာရဲ့တခြင်းမို့လို့ကျွန်တော်ဆိုပါမယ်နော်မယ်လိုဒီတွေသိမ့်မရဘူးငါအိတ်တဲ့ငါအိတ်ကတဲ့ကစားရင်ခုန်စွာရေးခဲ့ကျွန်တော်မရဘူးမင်းမမေ့နေတယ်ချိန်မှန်ပူအဲ့နေရာနေကျွန်တော်မသိဘူးကျွန်တော်သိတာကကျွန်တော်တခြင်းနားထောင်ပြီးဆိုလိုက်ရင်ရတယ်ဗျဒါပေမဲ့ကျွန်တော်သိဟိုမဖြစ်လို့ဟိုပါပဲကျွန်တော် chorus ပဲကျွန်တော်သိတာစာကျွန်တော်ရောက်တယ်စာကျွန်တော်ပါတယ်အေးဟိုလူပုံလည်းမဖတ်နဲ့အေးဟိုလူပုံလည်းမဖတ်နဲ့ဆိုပြီးတဲ့ကိုစီကိုစားလာရင်ပျော်တဲ့စိတ်နဲ့သူများအောင်မဖတ်စေခြင်းနဲ့စိတ်နှစ်မျိုးရောထွေးနေတတ်တဲ့လူမျိုးတွေရှိသလိုကိုမျက်နှာဘူးသူရဲ့လက်နဲ့ကိုယ်တိုင်ရေးလို့ထားရှာတယ်အရင်တော့ငါရင်ခုန်မှုခဲ့တဲ့ glow wine လေးတွေကိုပြန်မြင်လိုက်ရတော့ပြန်လဲတွေ့လိုက်ရတော့ဒီစာကိုဖွင့်လို့မဖတ်တော့ဘူးဒီစာကိုဖွင့်လို့မဖတ်တော့ဘူးဒီစာကိုဖွင့်လို့မဖတ်ကြည့်တော့ဘူးကွယ်ကိုကစားပြီးနေရတွေ့ရဟောင်းနှွမ်းသွားပြီပဲဘယ်သဘောမျိုးအချမ်းစီမျိုးနဲ့ထမနေဆက်ရပြန်တယ်လေဒီတစ်ခါအသေးနှလုံးကမခံနိုင်ရင်ထုတ်လိုက်တယ်ကျွန်တော်သိမရလို့ပါဒီစာကိုဖွင့်လို့မဖတ်တော့ဘူးဒီစာကိုဖွင့်လို့မဖတ်တော့ဘူးဒီစာကိုဖွင့်လို့မဖတ်ကြည့်တော့ဘူးကွယ်ဆိုပြီးရောက်လာတဲ့စာကိုလက်ရည်လက်သားမြုံနဲ့ဖွင့်တော့မဖတ်ကြည့်တော့ဘူးဆိုတဲ့သူတွေလည်းအများကြီးရှိနိုင်တာပဲမဟုတ်လားဗျာတဲ့ဟုတ်မှာပေါ့ဗျာအထူးသဖြင့်တဲ့အကျွေးရှင်စီကအကျွေးတောင်းတဲ့စာမျိုးနေမှာပေါ့တဲ့အဲ့လိုကျွန်တော်တို့ចောင်းသားဘွားတုန်းကတော့အဲ့တချင်းကိုစောင်းပွဲနီးလာတိုင်းညီးပြကြတာပဲတဲ့ဒီစာကိုဖွင့်လို့မကြက်တော့ဘူးဒီစာကိုဖွင့်လို့မကြက်တော့ဘူးဒီစာကိုဖွင့်လို့မကြက်ဖြစ်တော့ဘူးကွယ်ဆိုတာစာကျွန်တော်တော့ one subject one night ပဲသိလားကျွန်တော်တက်ခဲ့တဲ့အကြောင်းမှာမီနီတားခံရပြီးအောင်တာကျွန်တော်တယောက်ပဲရှိတယ်လို့တော့ကျွန်တော်ထင်တယ်တခြားအကြောင်းတွေမှာလည်းအဲ့လိုပဲနေမှာပေါ့ဒါပေမဲ့ကျွန်တော်ကအဲ့တုန်းကကျွန်တော်ခေတ်တုန်းကဗျာလိုက်တာရှိတယ်လိုက်တယ်ဆိုတော့အဲ့မှာဆောင်းပွဲဖြစ်ရင်မိကွန်းလိုက်တာတွေရောဆောင်းပွဲမဖြစ်နိုင်လို့ဆရာတွေကိုလိုက်ပြီးတော့ဗာလေအဲ့ဒါလက်ထိုးတာတွေရောကျွန်တော်တခုမှမလုပ်ခဲ့ဘူးဒါတိုက်ဆိုင်လို့ပြောပြတာပါအဲ့ဒီမှာရှင်းပြောရင်ဗျာဆောင်းပွဲဖြေတယ်အဲ့ဒီကြောင်းရောက်မှပျက်စီးသွားတာဗျာနော်အဲ့ဒီကြောင်းရောက်မှဖဲရိုက်တက်သွားတာနော်အဲ့ဒီမှာမှပျက်စီးတာပေါ့ဗျာလူငယ်တွေကိုဖျက်ဆီးတဲ့ခင်ညွန့်ရဲ့အစီအစဉ်တွေ share ဖြစ်ခဲ့တဲ့ကာလကိုအဲ့မှာကျွန်တော်ခိုးချတာဆိုတော့ကျွန်တော်ခိုးချတာကိုမိသွားတော့အဲ့ဆရာတရုတ်ပြဆရာကကျွန်တော်သူ့မှင်နီနဲ့ပဲကျွန်တော်လက်နဲ့နော်ကိုယ်တိုင်မြင်းပိတ်ခိုင်းတယ်မှင်နီနဲ့မြင်းပိတ်တယ်မှင်နီနဲ့ချက်ချီခတ်ပေးရတယ်အောက်မှာလက်မှတ်ထိုးတယ်ကျွန်တော်အဲ့ဒါဖြေတာ3နိုင်ဖြေရတာမှ45မိနစ်လောက်ပဲရှိသေးတယ်ပြီးလေပြီးတော့ဟိုမင်းထွက်တော့တဲ့အပြင်ထွက်တာဗောကျွန်တော်တို့ကရိုင်းနေဗျာနည်းနည်းရိုင်းနေအပြင်ထွက်ပြီးတော့ထိုင်ဆဲနေတာအဲ့ဆရာကိုအပြင်ကနေဆောင်းဝဲခဲအခန်းဝါနေခန်းဝါတော့မဟုတ်ဘူးဗျာအခန်းနဲ့ဒီဘက်ပေါ့အခန်းကနည်းနည်းသူတို့ကြက်ချန်လို့ခေါ်တယ်အဲ့ကြက်ချန်အပေါ်ဘက်ကိုကျွန်တော်တက်ပြီးတော့ငါလိုးမကြီးကန်လို့ကျွန်တော်ထိုင်ဆဲနေတာရိုင်းတာကိုပြောပြတာပါအဲ့ဒီအချိန်မှာအဲ့ဆရာပြောတယ်တဲ့အခန်းထဲမှာကျွန်တော်ငယ်တကယ်ရင်းတဲ့ကောင်ကြံခဲ့သေးတယ်ဒီကောင်ဆရာပြောအဲ့လိုကောင်တစ်သက်လုံးဆောင်ပွဲမအောင်ကြည့်နေလိုက်တယ်ဆရာကိုစော်ကားတယ်ဘာညာဆိုပြီးတော့ဖြစ်ချင်တော့အဲ့ဒီကောင်ကစာရီအများကြီးခိုးချလိုက်နိုင်တယ်ဒီကောင်အများကြီးဖြေလိုက်နိုင်တယ်အောင်စင်းထွက်တော့ဒီကောင်ကြာသွားတယ်ကျွန်တော်အောင်သွားတယ်ဗျာကဲဘယ်လိုလုပ်မလဲအရင်ခေတ်ကမြန်မာနိုင်ငံတော်ကြီးရဲ့ပညာရေးစနစ်အဲ့ဒါကကျွန်တော်တက်ခဲ့တဲ့အကြောင်းကဟိုပညာရေးဝန်ကြီးဌာနအောက်ကမဟုတ်ဘူးသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနအဲ့ဒီတော့ကအောင်တောင်းခေတ်မေလူကြီးအောင်တောင်းခေတ်ကအဲ့လိုဗျာကျွန်တော်အောင်သွားတယ်စာအများကြီးခိုးချပြီးဖြေနိုင်တဲ့ကောင်ကကြာသွားတယ်အဲ့လိုဖြစ်ပြီးတော့ qualify ဖြစ်မှတက်ရတဲ့အတန်းကိုဖြေရတဲ့နှစ်မှလည်းအဲ့လိုပဲကျွန်တော်တကယ်ချင်းကျွန်တော်မေးလိုက်တိုင်းသူအခုကတော့အမေရိကမှာပါကျွန်တော်မေးလိုက်တိုင်းဟာသူဒီနေ့6ပုံမေးတာဗျာသူဖြေနိုင်တာအနည်းဆုံး3ပုံ4ပုံ5ပုံတည်းကြီးပဲဟာအောင်စင်းလဲထွက်ရော तू က qualify မပါဘူးကျွန်တော်တကယ်ပြောတာကျွန်တော်ဘာမှမရတဲ့ကောင်အဲ့ဒါလေဟိုပါပေါ့အမေတွေပြောခဲ့တဲ့စကားတစ်ခုပါအမေကိုဗလိမ့်တာတော့မဟုတ်ပါဘူးနေ10တန်းပြီးရင်စာမလုံနဲ့တော့ရပြီ तू က10တန်းကိုအားစိုက်စေခြင်းလို့10တန်းမှာစာလုံးဝလုံ10တန်းပြီးရင်ပြီးပြီစာချက်စရာမလိုတော့ဘူးလို့ကျွန်တော်တကယ်အဲ့လိုလုပ်ခဲ့တဲ့ကောင်အဲ့လိုဆိုတော့ထားပါတော့ကျွန်တော်အဲ့မှာထပ်ပြီးတော့ကြက်ကန်းဆန်ကိုဒိုဆွန်းကြီးလောင်းတဲ့နှစ်ပေါ့နော်အဲ့လိုမျိုးနှစ်ဒီမှာကျွန်တော် qualify ပါသွားတယ်အဲ့လိုဗျာအဲ့လိုပါသွားပြီးတော့မှဘယ်ဘာမှမတတ်တာသိလား
မတက်တာအဲ့ဒါနဲ့နောက်နှစ်တွေကြာတော့ကျွန်တော်အဲ့လိုပဲထုံးစံတိုင်းအရက်တော့ဖဲရိုက်ရင်းဆိုတော့က external မှာထက်ကြသွားတယ်ထက်ကြတာကိုအကြောင်းပြန်တက်ခြင်းရင်တဲ့ဒီအောင်တောင်းစီကိုအတနာခန္ဓာတင်ရမယ်ဆိုလို့မတင်တော့ပဲကြောင်းထွက်ပလိုက်တယ်ဒါပဲကဲစကားတွေကလည်းဘေးကိုအရန်ကားသွားပြီမောတယ် Let me talk. Let me talk. Let me talk. ကိုနွေကြီးတဲ့နောက်ထပ်မိကုန်းတစ်ခုထပ်မေးပြရစီတဲ့မေးပါဗျာကိုနွေကြီးတဲ့လက်နဲ့အတန်ဘယ်ဟာကိုပိုကြိုက်တယ်လဲခဗျာဘာတော့ဟာနဲ့ကျွန်တော်မေးတာနည်းနည်းလောသွားတော့လူရင်းမရောက်ဖြစ်သွားတယ်တဲ့ကျွန်တော်ပြောတာလက်နဲ့စာရေးပြီးပို့တာနဲ့အတန်နဲ့ဖုန်းဆက်တာဘယ်ရကိုနွေကြီးနှလုံးကိုတည်ငြိမ်အေးချမ်းစေပါတယ်လေဩတလောက်စာရေးရမှာပြင်းလို့အတန်နဲ့ဖတ်ပြနေပါတယ်ဆိုတဲ့လူကိုစာနဲ့အတန်နဲ့လက်နဲ့အတန်နဲ့လာမေးနေတယ်ဂရီယန်ဘေးရဲ့ကောင်းမှုကြောင့်လူတွေတယောက်နဲ့တယောက်စာရေးသားဆက်သွယ်ကြရာကနေတယ်လီဖုန်းနဲ့ဆက်သွယ်စကားပြောလာနိုင်ခဲ့ကြတာနှစ်ပေါင်းတော်တော်ကြာခဲ့ပြီဆိုတာကိုကိုနွေကြီးလည်းသိပြီးသားဖြစ်မှာပါတယ်နေဦးတယ်လီဖုန်းတီထွင်ခဲ့တယ်ဆိုတာဂရီယန်ဘေးမဟုတ်ဘူးလို့လည်းကျွန်တော်ဖတ်ဘူးတယ်အီတလီနိုင်ငံသားရောဘတ်တိုမူစီတဲ့ဒါအဲ့ဒီခေတ်ကတော့အဲ့လိုအကြော်ခွားတွေရှိမှာပေါ့နော်အက်ဒီဆင်တို့ဒီတက်စလာတို့ခေတ်ကလိုမျိုးပေါ့ဟိုဟာ copyright လို့ခေါ်မလားညာနာပိုင်းဆိုင်ရာမူပိုင်ခွင့်ကိုလက်ဦးတဲ့ကောင်တာသွားတယ်လို့တော့ထင်တာပဲတေချာပြန်ရှာဖတ်ကြည့်အောင်မယ်ကျွန်တော်လည်းမေ့သွားပြီရောဘတ်တိုမူစီတဲ့နော်ကျွန်တော်ဂရီယန်ဘေးကိုအရင်သိတာပါနောက်ကြတော့ကျွန်တော်အဲ့ဒါကိုသူ့သားဆွဲဆုံးမှလားမသိကျွန်တော်ဖတ်ဘူးတာပါโอเคဆက်မယ်နော်ဒါကြောင့်တဲ့လူတွေရေးသားတည်ဆိုခဲ့ကြတဲ့တခြင်းတွေမှာလေတယ်လီဖုန်းနဲ့ပတ်သက်တဲ့တခြင်းတွေဆိုတာလေကဘာမာရောမြန်မာပါအများကြီးထွက်ပေါ်လာခဲ့ကြပြီလေတဲ့ပြီးတော့လေရေးသားတည်ဆိုနေကြပြီလေဟုတ်ပြီအဲ့ဒီထဲမှာစာအကြောင်းရောတယ်လီဖုန်းအကြောင်းရောပါနေတဲ့တခြင်းနှစ်ပုတ်တောင်ရှိတယ်တဲ့နော်ဟိုတခြင်းအဲ့ဒါတော့ဘယ်သူရေးတာလဲတော့မသိဘူးငါစာရီရေးထားတယ်နှစ်ဖက်မှမဖတ်တတ်ဖဲအရင်လုံးပြောနေကြဖုန်းတန်လေးတောင်ဆက်သွယ်မှုဧရိယာပြင်ပါစိတ်နဲ့ကိုယ်နဲ့မကတ်တော့ဘူးပြန်လာပါခုငါယူတော့မယ်နေမလုံးချင်တဲ့ဒီလူတွေချေယူကပြည့်ပြည့်ချင်းတဲ့ချစ်စွတ်တဲ့ပြဲYeah, some low party. So that the shin about it. Not about it. Go no idol, the mission it, what do you ha? Oh, Lure, not the Missa Jenny. A shima. Get a la matine. Fo salai jamala. Fo salai jamala. Fo salai yamala. So that. ဥပါရရဲ့တခြင်းလေတဲ့အဲ့ဒါ play one တန်းနိုင်ကိုသူရေးပေးတဲ့တခြင်း play one တန်းနိုင်လို့ကျွန်တော်ဆိုလိုက်တာရှိမှာနော်ဟိုစောက်ဘိုးကြီးထူးရလင်းလို့ကျွန်တော်မဆိုဘူး okay အဲ့ဒါကိုကျွန်တော်ကကိုနွေလင်းရန်အတွက်ဒီလိုလေးစာသားအစ်စ်ပြန်ရေးပေးထားတယ်ဗျာတဲ့ဟာဘာလို့ဟာအော်သမီးရှင်ဆိုတော့ဘယ်လိုကြောင်တွေလဲဟဲ့ငါသမီးရှာထွက်နေပြီအေးရှိမဖို့တန်လာမပေးနဲ့ Go say la yamala Go say la yamala Go say la yamala ဟိုက play boy တန်းနိုင်ကျွန်တော်က play boy ຫນွီမိုက်တယ်နော်ကျွန်တော်တို့အဖေဒီမီဒီခေတ်တုန်းကတော့ရန်ကုန်ကအဖိုးတွေအဖွားတွေစီကိုဖုန်းဆက်ခြင်းရင် exchange ကို Sunday တိုင်းတပတ်တစ်ခါသွားပြီးဆက်ရတာကိုမှတ်မိနေပါသေးတယ်။အော်အဲ့ဒီခေတ်တော်တော်ဆိုးတဲ့ခေတ်တော်တော်ဆိုးတဲ့ခေတ်ဦးကြီးဦးမတွေပဲသိရဖုန်းနံပါတ်ဝိုင်းမောက်တွေလည်းညှိုးထိုးထည့်ပြီးကြီးနဲ့နံပါတ်2ရတဲ့ဖုန်းမျိုးတွေလေတဲ့နံပါတ်2ပြီးရင်လှည့်ရတယ်လှည့်လိုက်ရင်ပြီးတော့ raw ဆိုသူပြန်ကြတယ်ဒါပေမဲ့ကျွန်တော်တို့တက္ကသိုလ်တက်တဲ့အရွယ်ရောက်တော့ PCO ဆိုတဲ့တယ်လီဖုန်းလေးတွေအရှိုးပေါ်လာပြီဗျာတဲ့မဲတက္ကသိုလ်တွေပါလေရောက်တယ်ပေါ့အဲ့ဒီ PCO ဖုန်းဆိုင်လေးရနေပဲငွေတောင်းမှုအတွက်အိမ်ကိုဖုန်းကိုဆက်ကြဟုတ်ပါဗာလေမေ logarithm ကြာကွဲလို့တို့ဘာတို့သိတယ်မလားအဲ့လိုလိန်တောင်းညကောင်မလေးကိုကြူဖို့အတွက်အိမ်ကိုဖုန်းဆက်ကြနဲ့ចောင်းသားတွေတယုံယုံဖြစ်နေခဲ့ကြတာတဲ့တချို့သူခုတ်ရတခြားရှာရတလွဲဖြစ်ပြီးကိုကြူတဲ့ကောင်မလေးနဲ့ရီးစားမဖြစ်ပဲ
PCO ကအတော်ကြီးနဲ့ညှိသွားကြတာတောင်ရှိသေးတာကိုတဲ့ဟေး PCO မှာထိုင်တာအတော်ကြီးတွေပဲမဟုတ်နော်ကောင်မလေးတွေလည်းရှိပါတယ်ကောင်မလေးတွေပဲရှိတဲ့ PCO မတွေ့ဘူးနဲ့တူတယ်အဲ့တုန်းကတဲ့ဆယ်လူလာဖုန်းတစ်လုံးကိုသိန်းပေါင်းများစွာပေးနေရတဲ့ခေတ်ကြီးလေဟုတ်ပါဗျာသိန်း90ဗျာဘာမှမဟုတ်တဲ့နိုင်ငံခြားဆယ်လူလာဖုန်းကိုတရုတ်ပြည်ကအကြတွေနော်အဲ့ဒါဂျင်းတွေထည့်လာတာတရုတ်ပြည်ကအကြတွေငါလုံးမတရုတ်တွေဂျင်းထည့်လာတဲ့ဟာပြီးတော့တဲ့ချင်းဖုန်းဆိုတာလေတခစ်ထားပြီးပေါ်ခဲ့ဘူးသေးတာလေတဲ့ဟုတ်ပါဗျာဆယ်လူလာဖုန်းလည်းမကိုင်းနိုင်ဖုန်းနဲ့လေစတိုင်ထုတ်ချင်ကြတဲ့ကြွားချင်ကြတဲ့သူတွေသုံးခဲ့ကြတဲ့ဖုန်းမျိုးပေါ့ဟုတ်တယ်ဗျာကျိုးဖုန်းလိုမျိုးဖုန်းအလုံးလိုက်ကြီးဦးမှချင်းကြီးလေးထည့်ပြီးသွားလျာဆွဲပြီးသွားကြတာဒါဒီဘက်ခေတ်လူငယ်တွေသိမယ်မထင်ဘူးဘာလဲဆိုတော့အဲ့ဒါတကယ်ဗျစောက်ရမ်းစားတယ်အဲ့လိုဗျာဒီထားပါတော့အိမ်ဖုန်းမြင်မှုကြရင်အခုခေတ်ကလူတွေကအိမ်ဖုန်းတော့ကျိုးဖုန်းတော့မြင်မှုကြမှာကျိုးဖုန်းဆိုင်ကိုဗျာချင်းကြီးလေးထည့်ပြီးတော့အန်တင်နာတိုင်းတစ်ထောင်နဲ့သွားလျာယူသွားပြီးတော့လူရှိသူရှိကြရင်ဖုန်းခေါ်ပြရတာနဲ့ဖုန်းဆက်ပြရတာနဲ့စောက်ရမ်းရည်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့တုန်းကကျွန်တော်တို့ကြောင်းအပ်တဲ့အချိန်ပေါ့နော်10တန်းပြီးတော့10တန်းပြီးတော့တက္ကသိုလ်အပ်တဲ့အချိန်မှာအဲ့လိုလူတွေကိုတွေ့ရတယ်ဗျကားပေါ်ကဆင်းလာတာချင်းကင်ပြီးတော့ချင်းထဲမှာဒီကျိုးဖုန်းပေါ့နော်ကျိုးဖုန်းဆိုင်နေအားလဲလုံးဝသိသွားမယ်ရှင်းသွားမယ်မသိမရှင်းဖြစ်သွားမယ်ဆိုတာအဲ့လိုအထာကြီးတွေစောင်းစားတယ်နောက်ဒါကတော့တူတူကူပါပဲသူတို့ကအဲ့လိုကြွားပြီးတဲ့အချိန်မှာကျွန်တော်ကကြတော့ဘာဖြစ်လဲဆိုတော့အဲ့တုန်းက GSM ပေါ်ကားစအသိန်း90ပေါ့နော်93ညနဲ့ဟိုကကနန်း6လုံးပဲရှိတယ်ဟုတ်တယ်ကနန်း6လုံးပဲရှိတယ်ကောင်အဲ့ဒီဖုန်းတွေပေါ်ကားစအချိန်မှာကျွန်တော် father ကြီးကသူကခရီးသွားတယ်အဲ့တုန်းက GSM တွေကနေမှမမိဘူးခရီးသွားတော့ကိုရီးယားအဲ့ဖုန်းကိုယူသွားတာဗောကြောင်းကိုရီးလည်းကြွားချင်တာတဲ့ကြောင်းယူသွားတော့ဘာဖြစ်လဲဆိုတော့အားလုံးကဝိုင်းပြီးတော့သဘောကျကြတော့နော်ကင်ကြည့်တာဗောအဲ့တုန်းကတော့ Nokia keypad ဖုန်းလေးဗောဟိုကမွေကိန်းလေးဆုပ်လို့ရတယ်ကောင်အဲ့မှာဘယ်မှာအသုံးဝင်သွားလဲဆိုတော့ဗျာကန်တင်းကအဖိုးကြီးကသူတို့ကချဲထိုးခြင်းနှလုံးထီထိုးခြင်းလမ်းနေထွက်ပြီးထိုးရတာအဲ့နေ့ကကျွန်တော်ဖုန်းတွေ့ပြီးတော့ရောင်မင်းငါဖုန်းပိတ်ဆက်ကွာငါဒီမှာဗာလဲနှလုံးကလန်းတင်မလို့ဟာဆက်ပေါ်ရတာဗောအဲ့လေဒါပေမဲ့အဲ့ဒီခက်ကလည်းဘေးရလည်းတော်တော်ကုန်နေလေအဖေပြန်ရောက်လာတော့ဆဲလိုက်တာဆိုတော့ကျွန်တော်ကလူတိုင်းကိုဖုန်းပိတ်ဆက်ထားတာဆက်တိုက်တဲ့ဆက်ဘေးတော်ဆောင်လိုက်ရတယ်အဲ့တော့ကျတော့တလားတစ်ခါဖုန်းဗာလဲအဲ့ဒီနေရာတော့မေ့သွားပြီဗာလဲဆက်သွယ်ရေးရုံးမှလားမသိဘူးဖုန်းမေ့တော့သွင်းရတာဆိုတော့အဖေဆဲတော့တာဗောဗျာလို့ခုခေတ်မှာတော့တဲ့အဲ့လိုလက်ကင်ဖုန်းဆိုတာစိန်ငံပစ္စည်းမဟုတ်တော့ပဲမရှိမဖြစ်အလွန်သုံးဝင်တဲ့လူအသုံးဆောင်ပစ္စည်းတစ်ခုဖြစ်လာနေပြီလေတဲ့ဟုတ်ပါဗျာအဲ့ဒီလိုဖုန်းနံပါတ်တဲ့တခြင်းတွေထဲမှာကျွန်တော်အကြိုက်ဆုံးတခြင်းကတပုတ်ပဲရှိတယ်ဘွားအယ်ဘန်နဲ့ကယူဇနာဆိုတဲ့တခြင်းတဲ့လောက်ပြန်ပြီကျွန်တော်ကသိမရဘူးဖုန်းလေးစတော့မင်းလေးကောက်ကင်ပြီကိုမမင်းတီတော့ဖုန်းပေးချကြုံဆိုင်တော့ပါလားဖုန်းလေးဘေးနာမှာတဲခွေရင်ကိုမမင်းရဲ့စွန့်ပြမှုတွေကိုအမိုက်တစ်ခုဖြစ်လို့သွားနေညာအိမ်လို့မရှာမင်းနဲ့ဝေးတဲ့ငါရဲ့ညာဆုံးတဲ့အဆုံးနာတဲ့မင်းရဲ့ဆမ်းမကြုံတိထားငါရဲ့ချစ်တော်မင်းလေးပြမယူနေဒူထောက်ရှုံးပေးမင်းကိုချစ်နေမယ်ရင်ထဲကအချစ်တွေလေမင်းတပယ်လာ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 ပြန်လာ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 ပြန်အဲ့တချင်းပဲဟာသူဖုန်းခေါ်တာကိုကန်ပြီးဘာမှစောက်ဖက်ပြန်မလုပ်လို့တစ်ဖက်လူကကြေကွဲပြိုလဲဖြစ်နေရတဲ့တချင်းတဲ့ဟုတ်ပါတယ်ဖုန်းခေါ်တာကိုလူကြီးမင်းနဲ့ကြီးတိုးနေလို့တစ်ဖက်လူကြရက်ထနေတဲ့တချင်းတစ်ပုတ်လည်းရှိသေးတယ်သူကြတော့ rap နဲ့ကြရက်ထတာဟိုဘေးရှာကျန်းနေဘေးလူကြီးတွေတော့သိမှာပါလူလက်ပိုင်းတွေတော့သိမှာပါနေလို့မရထိုင်လို့မရမေးပေးထားတဲ့ဒုက္ခအလောက်ကလုံမရခေါင်းထဲမှာလည်းရှုပ်ပါဖုန်းဆက်ပါပြောလိုက်မိကလေးမမနေ့ကလေးကခုချိန်တိကိုဘယ်ကိုရောက်နေတယ်မသိခုချိန်နေမသိရလို့ရမတဲမှာပြောင်းဆန်ဖုန်းခလုတ်ကိုဖွင့်ငါတာဒီတစ်ခုတော့တောင်းမယ်ဒီအကြောင်းကိုအမြဲပြောလဲဘယ်တော့မှပြောမဆုံးသူ့ကိုသူ့ရင်ပြောလိုက်ပါဖုန်းဖွင့်မှာအိုးဒီစာရင်းနေတော့တက်တဲ့ဆိုင်ကိုနွေကြီးရဲ့ရှီးဖော်ကြီးတဲ့ဟာဒေါက်တာတင့်ဆွေရဲ့အယောင်တိုင်းအမထက်ရဆိုတဲ့ post ကိုသွားမြင်လိုက်မိတာမှာဖုန်းကိုလည်းအလိုလိုနေရင်အထည့်ပြီး like ဆိုကြည့်မိသွားတယ်တဲ့အဲ့ဒါခုနတခြင်းကိုထဲဆိုကြည့်လိုက်တော့သူ့ကိုတွေ့ရင်ပြောလိုက်ပါအဖုံးဖွင့်ပါအောင်အဖုံးတော့ဖွင့်ပေးရမှာလေဖြစ်သွားရောတဲ့ပြီးတော့ဒေါက်တာ
ကျွန်တော်ရဲ့ရှိဖို့ကြီးဒေါက်တာတင့်ဆွေဆိုတော့ကျွန်တော်နာမည်ကဒေါက်တာတင့်ຫນွေပေါ့ပြီးတော့လမ်းကြုံတုံးလေးတစ်ခုပြောဦးမယ်ဗျာတဲ့ကြုံတုံးဘယ်သူမှမသိအောင်အတင်းတုတ်တာဆိုပုံမှန်မှန်ထင်တယ်တဲ့အရင်တစ်ခေါက်ကကိုຫນွေကြီးတီစားပို့တဲ့တချင်းနားထောင်ရင်တရားအားထုတ်တဲ့အန်တီကြီးလေးတဲ့ဘာဖြစ်လဲအဲ့ဒီထဲမှာတရားမှတ်လို့ကောင်းတဲ့သူ့အတွက်လည်းအရန်အသုံးဝင်တဲ့တချင်းတစ်ပုဒ်ကိုသူပြောဖို့ကြံသွားတယ်ဗျာဘာပါလိမ့်အဲ့ဒါလေးကြုံတဲ့အခါသူ့ကိုသွားပြောပေးလိုက်ပါအောင်ဗျာတေးမောင်သစ်မင်းရဲ့တချင်းပဲဦးကျော်ဟင်းရောအန်တီနှွဲရီဝင်းရောဆိုခဲ့ဘူးတော့ကိုຫນွေကြီးအစဉ်ပြေတဲ့မှုနဲ့ပဲပြန်ဆိုပြပေးပါအောင်ခမရတယ်ကျွန်တော်အတွက်အစဉ်ပြေတာကတော့ဦးကျော်ဟင်းမော့ဗျာโอเคဆိုမင်းဝင်the ထွက်the များရွေရှာသောမင်းအရေးဘာရီကိုချိုးဖောက်ဘယ်ချီလန်းပြောင်းမလဲအမြဲငါကြည့်နေတယ်နေတိုင်းမင်းစရိုက်များစကလုံးတိုင်းပြောသမျှဘယ်လိုပိုင်းကစားပြီးဘယ်လိုကူပြောင်းမလဲအမြဲငါကြည့်နေတယ်ယောတယ်လီဖုန်းဆက်လဲမင်းငါမထူးညနေတာသိရနဲ့ကိုဟာယူကိုမမြင်တာတွေကိုမင်းသိမလားလိုတာထက်ပိုပြီးမင်းသိမလားကိုရင်တဲကအချစ်စိတ်များပေါ့ပေါ့လေးပဲမင်းကထားရှင်သန်စရာဟာမရှိတော့အောင်မို့ဒီတစ်ခါတကယ်ကိုပြီးကြပါစို့လုံးဝနောက်ပြန်လှဲ့မချစ်ကြီးလူဆိုတာကိုအကြောင်းကိုပဲတွေးရမအပြာရောင်မီးတော်များအနီထက်ပြင်းနေအားပူလောင်မှုများလှုပ်ဝဆာသိမ့်ထားတဲ့အချစ်ဒေါသအခြေအနေမှန်ကိုသိလိုက်မှဝေဒနာတွေကပေါက်ထွက်သွားလူဘဝမကုန်ခင်နေရများwhen the ထွက်the များအဲ့ဒီချင်းနေတာတရားအားထုတ်ရင်အဲ့ဒီအန်ဒီတော်တော်အဆင်ပြေသွားမှာဗျာတဲ့ဒါကြောင့်ဖြစ်အောင်ပြောပေးပါအောင်ကိုຫນွေကြီးတဲ့ဟုတ်ပါပြီဗျာအဖုံးသချင်းအဲ့လေဖုန်းသချင်းတွေထဲမှာထူးထူးခြားခြားဖုန်းတုပ်ကြီးအကြောင်းကိုမမောင်စော်လက်ရေးထားတဲ့သချင်းတစ်ပုဒ်လည်းရှိပါသေးတကောတဲ့ဟုတ်ပါဒီသချင်းကတော့ကိုຫນွေကြီးကိုလည်းအရန်တို့သိပြီးသားဖြစ်မှာမို့လို့ကျွန်တော်အချီးတွေဏိဒန်းနေနဲ့နွားရှိထွန်ကျူးမလုပ်တော့ပါဘူးဗျာနေညာကမင်းနဲ့တွေ့ဖို့ငါဖုန်းဆက်လိုက်တာအဖိုးကြီးနဲ့တဲတဲတိုးမိတာငါကိုပြောလို့ဆိုမနက်ကတော့ဖုန်းလိုက်ပူပြီးတိုင်နေပတ်တာမင်းမသိလို့ငါမုံဘိုးလေးများတော့ဖုန်းဆက်တာနဲ့ပြုံးတီးပြီးတော်ပြီကွာဒီဖုန်းစုပ်ကြီးကိုရောင်းပြလိုက်စမ်းပါချိုးကတော့ဖုန်းတွေကအဆင်ပြေပြီးတော့ချစ်ကြတယ်ဒီကိုကတော့ဖုန်းဆက်ရင်းနဲ့တနေကုန်ပဲလွမ်းကြတယ်ခုဆိုငါမှဖုန်းဆက်တိုင်းလေးလုံးဝအဆင်မပြေဘူးဒီတိုင်းဆိုရှေ့ဆက်ပြီးတော့ဘယ်နဲ့နေမဲ့ပြောပြစမ်းပါတော်ပြီကွာဒီဖုန်းစုပ်ကြီးကိုလွင့်ပြလိုက်စမ်းပါအဖုန်းသချင်းဖုန်းသချင်းတွေကတော့ပြောလို့ရေးလို့ကုန်မှာမဟုတ်ဘူးတဲ့ဟုတ်ပါငါကိုချစ်ရင်ဖုန်းမဆက်ပါနဲ့ငါမေးပြောမှကြောက်လို့ပါကွယ်ဆိုတဲ့သချင်းလေးရှိသေးတယ်တဲ့အဲ့ဒီသချင်းကအင်္ဂလိပ်သချင်းလို့ဆိုလို့ရတယ်လေ Please don't call me if you love me I'm afraid of my mom's angry ချမ်းအေးလွန်တဲ့မိုးသေးသောညလေးမှာတယ်လီဖုန်းလေးအမှတ်မတင်ထားမြည်သွားတယ်ထူးထူးခြားခြားမင်းမသူလဲမေးစမတနေ့တော့တီမှာပါပြောခဲ့တယ်ဆိုတဲ့ဖုန်းတရေသချင်းလည်းရှိသေးတယ်ဗျာတဲ့ဟုတ်ပါဒါတွေကိုຫນွေလင်းရရင်လည်းတည်ပြီးသားဖြစ်မှာပါတဲ့ဖြတ်တန်းခဲ့ရတဲ့ခေတ်တွေပဲပြီးတော့ကြောက်စရာသချင်းတွေနဲ့တယ်လီဖုန်းသချင်းတစ်ပုဒ်လည်းရှိသေးတယ်တဲ့ဘာပါလိမ့်မိုးလင်းသွားတဲ့ညများတဲ့ဟုတ်ပါဗျာကြောက်စရာကြီးမိုးလင်းသွားအောင်ညဖုန်းဆက်ဖို့ကိုစူးစမ်းရင်းနဲ့အေးပြတ်မဲ့ဒါပါပဲကိုတွေ့ရတဲ့ရင်ခုန်စွာဆောင်းခဲ့ရတဲ့စက္ကန့်တိုင်းမို့ရင်နဲ့ချစ်တမင်းတယောက်ထဲရက်လိုက်တော့ဟုတ်တယ်ကိုຫນွေရက်လိုက်တော့ကိုຫນွေရက်လိုက်တော့မပြောနဲ့သူပဲစာရေးထားလို့ကြုတ်ပြောနေရတယ်လေဟုတ်ပြီရက်ပြီဗျာစာလည်းတော်တော်ကြီးရှည်နေပြီတဲ့စာရှည်တယ်ဆိုပေမဲ့လည်းပြောချင်တာလေးတွေဂျန်နေသေးတော့ဆက်ပြောမယ်နော်တဲ့ရှာရှည်မိကြောင်းမှသားနဲ့လာတွေ့နေအပေါ်မှာပြောခဲ့တယ်လို့မျိုးကျွန်တော်တို့တွေတယောက်နဲ့တယောက်စားနဲ့ရောဖုန်းနဲ့ရောဆက်သွယ်လို့မရရင်ဘယ်လိုဆက်သွယ်ရမလဲဆိုတာနီးပေးလက်မြတ်လောက်ထားတဲ့သချင်းတစ်ပုဒ်လည်းရှိနေသေးတယ်ဗျတဲ့အထူးသဖြင့်အထက်ကလူကြီးမင်းနဲ့ဆက်သွယ်ဖို့ကြိုးစားတိုင်းလူကြီးမင်းခေါ်ဆိုတော့နဲ့လာတိုးနေတဲ့အခါအဲ့ဒီနီလန်းလေးကလက်တွေ့အသုံးဝင်မယ်ထင်တာပဲတဲ့ဘာပါလိမ့်အဲ့ဒါကြောင့်အဲ့ဒီချင်းလေးကိုရသလောက်လေးပဲရေးပြရင်ကျွန်တော်ရဲ့စာကိုဒီနေရာမှာပဲဏီကုန်းချုပ်လိုက်ပါရစီခမညာတဲ့သိတယ်အဲ့ဒီချင်း Get about
တိုင်းကိုခဲနဲ့ပေါလို့အဖိုးကြီးထွက်လို့ကြည်ဟောသဘောပေါက်ပြီဟမ်တယောက်တယောက်ခေါ်လို့မရရင်အိမ်ကိုဟုတ်တယ်ကျွန်တော်တို့အရင်တုန်းကကြတော့ကျွန်တော်တို့ကလက်ဖြောက်တီးပြီးခေါ်တာကျွန်တော်တို့ကဒါမျိုးခေါ်တာဒီအတန်တချို့ကတော့တောက်ခောက်တာပေါ့ဗျာဆိုရင်တငယ်ချင်းတွေကထွက်လာတယ်အခုကသူ့နီးကတော့ပူရှိကြတာပေါ့နော်အိမ်ကိုခဲနဲ့ပေါက်တာအဲ့ဒါဆိုရင်ထွက်လို့ကြည်တယ်တဲ့ဟုတ်ကဲ့ပါကိုနွေအစင်မြဲကျမ်းမာလမ်းပြပြီးပန်းတာပါဒီခမရတဲ့ဘာတော့မြပန်းတာတာလေကြောရှိတဲ့ကိုဝေရောမြေတဲ့โอเคပါဗျာတော်တော်လေးရှည်နိုင်တဲ့သူပါခမရရှည်တယ်လို့ကြုတ်ကလည်းမစီမဆိုင်နဲ့ဟာတွေကိုပါဝင်ပြောပြီးတော့စကားဆက်မိလို့ပြောရင်းနဲ့ဆိုတော့ရောက်တဲ့ရောက်ရာကပို့ပြီးတော့အဝေးရောက်သွားတာပေါ့ဗျာကဲစာမှုပြပို့လာတဲ့ကိုဝေရောမြေကိုလည်းကျေးဇူးကဘာမှာထွေးဆူလာပါတယ်ငါစင်ခဲ့ကြတဲ့တယောက်ချင်းစီအားလုံးကိုလည်းစိတ်ရှိကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြစ်ကြပါစေလို့ဆုတောင်းပေးခြင်းအစီအစဉ်ဒီမှာရပ်ပါပြီတဒါရောက်တဲ့ရောက်ရပါဝေကုန်လူပန်းမီတာရင်စိတ်ညစ်ခဲ့တာဖြစ်သမျှအကြောင်းတွေပါသွားကြရပုံစားအပေါ်ရဆုံးများကြီးရိုက်တိုင်းရင်တို့ဖြစ်ကမူးသမျှဖတ်မတင်ပါ